beach ကနေတကယ်ကိုလှတာရောခန်းနဲ့မျိုးကဘာလို့လဲစရာကောင်းတာလဲဆိုတော့ပေါ့နော်ဒီရဲ့ beach လေဒီရဲ့ပင်လယ်ရှိရယ်ဒီတောင်တန်းတွေရှိရယ်ပြီးတဲ့ခါကျမြစ်ရယ်ရှိရယ်တော့အကုန်စုံပြီးရှိနေတဲ့နေရာသိလားတကယ်ကြတော့လေမန္တလေးနဲ့လည်းဆင်တယ်သူကဒါပေမဲ့မန္တလေးနဲ့ဆင်တယ်ဆိုမန္တလေးမှာကြတော့ကွာပင်လယ်မရှိတာတခုပဲဒီမှာအဲ့ဒါကြောင့်ရာသီဥတု changes တွေကလည်းအရင်မြန်တယ်ပေါ့နော်ခါကျတော့ချက်ချင်းဝုန်းတိုင်းမိုးရတာရှိရယ်ချက်ချင်းဝုန်းသွားရှိရယ်နေတအားပူရရှိရယ်တခုကနေရရန်ပူနေရပါ